အားလုံးပဲမင်္ဂလာပါစာရေးဆရာမနူးနူးအောင်ရဲ့ရဲပါချစ်ပါချင်တန်ပါဆိုတဲ့စာအုပ်လေးတွေကအာယုံဆိုင်တဲ့အချက်၃ချက်ဆိုတဲ့စာပိုက်လေးကိုကျွန်တော်ဖတ်ပြချင်ပါတယ်အခုချိန်ကစပြီးမင်းအနေနဲ့ဒီအချက်၃ချက်ကိုအာယုံဆိုင်ပါမင်းရဲ့ဘဝမင်းရဲ့ဝင်ငွေမင်းရဲ့စိတ်ခံစားမှုနံပါတ်၁မင်းရဲ့ဘဝမင်းဘဝကိုပဲအပြည့်အဝအာယုံဆိုင်ပါဝေဖန်မှုတွေထိုးနှက်မှုတွေအထင်သေးမှုတွေပြရှိထားလိုက်ဘဝကိုဘယ်လိုတိုးတက်အောင်နေထိုင်မလဲစူးစမ်းမလဲဘယ်လိုချစ်မလဲဒါပဲပို့တွေးပါလုံးဆရာရှိတာအချိန်မဆွဲပဲလုပ်ပါဘဝကိုဖြစ်တယ်လို့မနေပါနဲ့နေလည်းမနေသင့်ဘူးလေနံပါတ်2မင်းရဲ့ဝင်ငွေအရွယ်တစ်ခုရောက်လာရင်ပတ်စံကအင်မတန်အရေးပါလာတယ်အများစုက money is everything ဖြစ်လာတယ်ပတ်စံပေါ်အခြေခံလာတယ်ဝင်ငွေရှိဖို့လိုတယ်မကောင်းတဲ့အလုပ်တော့မလုပ်နဲ့ပေါ့အမပေးဘူးလွယ်နေကြအိတ်ထဲပတ်စံဖောင်းနေချိန်မင်းတစ်ခုလုံးလွတ်လပ်ပေါ့ပါနေလိမ့်မယ်အဲ့ဒီ feeling ကိုအမြဲရအောင်လုပ်နေပါအလုပ်လုပ်ပါပတ်စံရှာပါနံပါတ်3မင်းရဲ့စိတ်ခံစားမှုအရာရာမှာလက်ခံစားမနေနဲ့ဘာအကျိုးမှမရှိဘူးစိတ်ပင်ပန်းတာပဲအဖက်တင်နေလူတိုင်းအတွက်မင်းကိုမင်းသိအရေးပါတယ်လုံးဝမတွေးပါနဲ့တာမန်လူတူဦးအဖြစ်ပဲခံယူထားပါမင်းရှာစွာပြုမှုနေထိုင်ပါအတွေးများတာလည်းချော့ပါအရှိအတွက်လည်းသိခံစားမနေပါနဲ့လူဘဝကတိတ်တူတယ်ပျော်အောင်နေပါအတူရှုံးပြန်ပြောမယ်မင်းဘဝကိုသာအာယုံဆိုင်ပါလုံးဆရာကြည့်တာအကောင်းဆုံးလုပ်ပါကောင်းတဲ့အလုပ်လုပ်ပြီးပတ်စံချပါစိတ်ကိုအထူးဂရုစိုက်ပါကျင်းနာပွေးဖက်ပေးပါနောက်ပြီးအခုပြောပြခဲ့တဲ့အချက်၃ချက်ကိုလည်းလိုက်နာပါမင်းအနာတစ်ချိန်လုံးရှိနေပြီးသူကိုမဆုံးမပြတ်နဲ့တန်ဖိုးထားပါမင်းအနာချိနေတာကိုတန်ဖိုးမထားပဲမင်းကိုကောင်းစွာမဆက်ဆံရင်လည်းအဲ့ဒီလူနာမနေပဲဆုံးခွာပါတစ်ဖက်လူကိုမင်းလိုချင်တဲ့ပုံစံအတိုင်းကြောင်းလဲနေထိုင်ဖို့အတင်းမတောင်းဆိုနဲ့မင်းကိုယ်တိုင်မင်းလိုချင်တဲ့ပုံစံအတိုင်းဥစွာပြုမှုနေထိုင်ပါအခုဖတ်ပြခဲ့တဲ့စာပိုက်လေးထက်ကဘ ഹു တုဒ္ဒတစ်ခုခုရမယ်လို့မျှော်လင့်ပါတယ်နောက်ပြီးအခုလိုစာပိုက်တွေအမြဲဖတ်ပြပေးမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးကူညီပေးခဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်